So good evening အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ iPad view လုပ်နည်းကိုပြမယ်ပေါ့နော်ဒီဖုန်းမှာက iPad view iPad view ဘယ်လိုလုပ်ရလဲဆိုတော့ game နဲ့ကိုကျွန်တော်မြန်မာလိုဝင်လိုက်တယ် right ကျွန်တော်မြန်မာလိုဝင်ရတာများမြန်မာလိုဝင်လိုက်တယ် game နဲ့ဒါဖုန်း view ပေါ့နော်ကျွန်တော်မြန်မာလိုဝင်လိုက်ကြာလိုက်တာကွာလောက်ကြီးပဲဒါနဲ့ကျွန်တော်ဒီအချိန်မှာကျွန်တော်လုံးဝ iPad view မရပါဘူးဆိုတော့ iPad view ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြမယ်ဒီ iPad view လုပ်ချင်တဲ့ဖုန်းတွေကတော့ Redmi Xiaomi Poco တို့ဖြစ်ရမယ်အဲဖုန်းတွေနဲ့ရဆိုရင်တော့ iPad view ကြာကောင်းရနိုင်တယ်ပေါ့နော်ဆိုတော့ iPad view ရဖို့ဆိုရင်ကြောတာ iPad view မဟုတ်ဖုန်း view နော်ဘာကြောင့်ဒါတေးချပြမယ် training ground နဲ့ဝင်ပြီ training ground နဲ့ဝင်ပြီးတော့တေးချပြပါမယ်ဒါလုံးဝဖုန်း view ပါချက်ပေးဘူးပါ ဖုန်း view ပါအော်မလေးစလာနဲ့ဖုန်း view ပါကျွန်တော်ဒီမှာနော်ဒါကြီးကဖုန်း view ဖြစ်တယ်ပေါ့နော်ဒါဖုန်း view နဲ့ကတော့ဖုန်းကင်တဲ့ဘေးကဖုန်း view နဲ့ပဲဆော့တာများတယ်ဆိုတော့ iPad view လို့ကျင်တဲ့သူတွေကဆိုတော့ကျွန်တော် Redmi Xiaomi Poco တို့မှာရမယ်ပေါ့နော်ဒီ BBG ခဏလေးဖြတ်လိုက်ဖြတ်ပွားပြီဆိုရင်ကျွန်တော်ဒီ game တာပုံနဲ့ဝင်မှာဝင်ပြီးသွားပြီဆိုရင်ဒီဘေးနာကဒီပေါ့နော် slide bar လေးကိုဖွင့်လိုက်ဖွင့်မှဆိုရင်ကျွန်တော်ဒီမှာဒီကျဲပတ်ကြီးထည့်ထားပြီပါဝင်လိုက်ပါပတ်ကြီးရဝင်ပြီးပြီဆိုတာနဲ့ဘိုးပတ်ကြီးရဲ့တစ်ခါတည်းတန်းပြီးဝင်လိုက်ပြီဆိုရင်ကျွန်တော် iPad view ရလားမရလားအမှကြည့်လိုက်တော့နော်ခဏလေး iPad view ရလားမရလားပြပါမယ်ကွာခြားချက်ကြီးကိုပြမယ်နော်ကွာခြားချက်ကြီးကိုပြပါမယ်ကွာခြားချက်လူကြီးတောင်ကွာခြားရောင်ရင်ငါမားနေရောက်နေငါလောက်တာမားနေဟာစုပ်ဝင်လိုက်ပြီတန်းခါစုပ်ဝင်ပလိုက်ပြီခံဒါလေးရနေကျွန်တော်မားဝိုင်းဆိုပြန်ထွက်လိုက်တော့အကုန်ရှင်းလိုက်